လူအများစုကအသက်30ပြည့်တဲ့အခါငါအသက်20တုန်းကပတ်စံကိုဒီလိုသာစုခဲ့ရင်အခုဆိုရင်ဘလောက်တောင်အဆင်ပြေနေမလဲဆိုပြီးနောင်နာရလိရှိကြပါတယ်တကယ်တော့ချမ်းသာကြွယ်ဝဖို့ဆိုတာကံတရားထက်တင်နေ့စဉ်လုပ်နေတဲ့အလေးချင်းတွေပေါ်မှာပို့မူတည်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အသက်30မတိုင်ခင်ဘဝကိုပြောင်းလဲပေးမယ်ငွေချေးလေးအကျင့်3ခုကိုရှင်းပြပေးသွားမှာပါပထမဆုံးလေ့ကျင့်ကတော့ကိုအရင်ပေးချေပါဆိုတဲ့စီမင်းပါလူအများစုကရတာရတာနဲ့အကျွေးအရင်ဆက်တယ်စားတယ်သုံးတယ်ကြံမစုမယ်ရာခိုင်နှုန်းကဓာတ်ကွန်ဖြစ်တမ်းပါအကျဉ်းတွေကိုစူးရဲဦးလည်းငါရဲ့စူးဘူးခွဲပြီးဒါအသင်ကိုမမျော်လင့်တဲ့ရေးပေါ်အခြေအနေအတွက်အမြဲအဆင်သင့်ဖြစ်နေပါစေလိမ့်မယ်ဒုတိယတစ်ချက်ကတော့ပြီးခဲ့လို့ရပါတယ်အားလုံးပဲကြွယ်ဝချမ်းသာကြပါစေခင်ဗျာ